အင်္ဂလိပ်လိုသဘာဝကျကျပြောနိုင်ဖို့ရအတွက်စာကြောင်း၅ကြောင်း part 2 English grammar တွေကိုသိပေမဲ့စကားပြောတဲ့အခါမှာ textbook English လိုတောင်းကြီးဖြစ်သွားတဲ့သူတွေအတွက်ဗီဒီယိုလေးလုပ်ပေးထားတာအခုကတော့ part 2ကိုရောက်လာပါပြီဒီနေ့မှာတော့ native speakers တွေနေ့တိုင်းသုံးတဲ့ပေါ့နော် simple but natural English sentences ၅ကြောင်းကိုဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်Hello မင်္ဂလာပါ Rooted English with Miranda Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့ Miranda ပါအင်္ဂလိပ်စာအင်္ဂလိပ်ဘာသာစကားနဲ့ပတ်သက်တဲ့ဗဟုသုတလေးတွေကိုချစ်ချင်းမြင့်မြင့်နဲ့မျှဝေပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့မျှဝေပေးမယ့်အသုံးတွေကတော့နေ့စဉ်သုံးစကားလုံးတွေကိုရိုးရိုးရှင်းရှင်းလေးနဲ့ဘယ်လိုမျိုးပြောရမလဲဆိုတာလေးကိုမျှဝေပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ beginners တွေကနေစပြီးတော့မှလေ့လာကြည့်လို့ရပါတယ်ရှင်ပထမအဦးဆုံးတစ်ခုကတော့ I was about to ပါI was about to ကဘယ်လိုမျိုးအခြေအနေမျိုးလဲဆိုတော့လေကိုကဖုန်းဆက်လိုက်ခါမှာဟဲ့တကယ်ကြီးရေငါခုပဲနေကိုဖုန်းဆက်တော့မလို့တတိရနေတာဒီလိုမျိုးပုံစံမျိုးမှာဆိုလို့ရှိရင်ဒီအသုံးလေးကိုသုံးပါတယ် Oh I was about to call you I was about to call you ဟဲ့ငါခုပဲနေကိုဖုန်းဆက်တော့မလို့ဆိုတော့ဒီလိုမျိုးစကားလုံးလေးရကြလေဘယ်လိုလဲဆိုတော့ကိုကတခုခုကိုလှုပ်တော့မလို့ပဲလှုပ်တော့မလို့ရှိသေးတယ်တရရောက်ကတခုခုလုပ်လိုက်လို့သူကဒီဟာကိုမလုပ်လိုက်ရတော့ပါဘူးပေါ့နော်ဆိုတဲ့အခြေအနေမျိုးမှာသုံးတာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ no worries ပါတခုခုကိုတရရောက်ကတောင်းပန်လိုက်လို့ဒီလိုမျိုးပေါ့နော် sorry ပြောလိုက်တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ရပါတယ်ကိစ္စမရှိပါဘူး it's okay ဆိုတဲ့အခြေအနေမျိုးမှာဆိုရင် sorry I'm late no worries ဘာမှမဖြစ်ဘူးရတယ်စိတ်မပူနဲ့ဒီလိုမျိုးပေါ့နော်ကိစ္စမရှိပါဘူးဒီလိုမျိုးပြောချင်တဲ့အချိန်မျိုးမှာသုံးပါတယ်ဒီနေရာမှာသူက it's okay လို့ဆိုတာထက်ကိုပို့ပြီးတော့မှရင်းနှီးတဲ့ပုံစံမျိုးကိုပေါက်စေပါတယ် sorry I'm late no worries တတိယတစ်ခုကတော့စကားတွေပြောနေရင်းနဲ့မှာတယောက်ကတခုခုပြောတာအရင်ကြားတယ်အဲ့ချိန်မှာကိုက topic ကိုပြောင်းခြင်းတယ်ဒါမှမဟုတ်လို့ရှင်ကိုကစကားပြောနေရင်းနဲ့တခုခုကိုရုတ်တရက်သတိရသွားတယ်ဒီပြောနေတဲ့ဟာနဲ့မဆိုင်တဲ့ topic တခုကိုပြောင်းတော့မယ်ဆိုလို့ရှိရင်ကျမတို့ကစကားမဆက်ဆိုပြီးမြန်မာလိုပြောတယ်လို့ပဲသူတို့ကတော့ by the way လို့သုံးပါတယ် by the way စကားမဆက် by the way you look great today ဟဲ့ဒီနေ့အရင်မဲလှနေရနော်စရုပ်ထတစ်ခုကတော့ I can relate ပါI can relate ဆိုတာကဘယ်လိုမျိုးလဲဆိုတော့သဘောပေါက်တယ်စာနာတယ်ကိုချင်းစာတယ်ဟဲ့အဲ့ဒီ feeling ကိုသိတယ်သဘောပေါက်ပါတယ်ကိုချင်းစာပါတယ်စာနာပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင် I can relate ကိုသုံးပါတယ်သူကဘယ်လိုနေရာမျိုးလဲဆိုတော့လေတခုခုပြောလိုက်တဲ့အချိန်မှာ me too လို့ပြောချင်တဲ့အခြေအနေမျိုးပေါ့နော် me too I understand you ဆိုတဲ့ပုံစံမျိုးသုံးချင်တဲ့အခြေအနေမျိုးမှာသူကသုံးရတာပါဒါပေမဲ့ I can relate ကိုသုံးလိုက်တဲ့အခါမှာပို့ပြီးတော့ရင်းနှီးတဲ့ပုံစံကိုပေါက်စေတဲ့အပြင်ကိုမှသူကကျတော့ဗာလဲဆိုတော့စာနာမှုကိုပေးတဲ့သဘောပေါ့နော် empathy ရှိတဲ့သဘောမျိုးကိုသူကပို့ပြီးတော့ပြပေးနိုင်ပါတယ်ဒါကြောင့်မလို့ I can relate ဆိုတာလေးကိုသုံးကြည့်ပါ For example it's Monday again I hate Mondays I can relate Monday ရောက်လာပြန်ပြီMonday တွေကိုမုန်းလိုက်တာဆိုရင် I can relate အဲ့ feeling ကိုသိတယ်ကိုချင်းစားတယ်ငါရောပဲလို့ပြောချင်တာပါ By the way do you hate Mondays too If you do yeah I can relate နောက်ဆုံးတစ်ခုကတော့ long story short ပါသူကတော့အတူချုပ်ရရင်အချင်းချင်းပြောရရင်လိုရင်းကိုပြောရရင်ဆိုတဲ့အတိတ်ပဲရောက်ပါတယ်Long story short, she's my type. လို့တို့ရှင်းပြောရရင်တော့ဒီကောင်မလေးကငါကြိုက်ပုံစံပဲ Long story short, she's my type. ဒီနေ့မျှဝေပေးသွားတယ်စာကြောင်း၅ကြောင်းကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီစကားစုလေးတွေကတကယ်ဟိုလက်တွေ့သုံးမှပို့ပြီးတော့မှ speaking လေးက natural ဖြစ်လာမှာမို့လို့သုံးပြအောင်သုံးကြည့်ပါနော်ဒီဗီဒီယိုလေးကအသင်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်း like and share လေးလုပ်ပေးသွားကြပါဦးဘဟုသုတရပွဲရာ English video တွေကိုပုံမှန်မျှဝေတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ရှင် To be honest, I'm really happy to share these tips with you today. အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြမယ်နော် Stay rooted and keep learning. Bye bye.